ရခိုင်ပြည်မင်းပြားမြို့နယ်ကန်းနီကျေးရွာမှာပြီးခဲ့တဲ့မေလ10ရက်နေ့ကမိခင်တယောက်ကနေသုံးမဘူးကလေးငယ်တွေကိုအောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီသုံးမဘူးကလေးငယ်တွေကိုကန်းနီကျေးရွာကအဖဦးမောင်ရေရှင်နဲ့အမိတော်အေးအေးငိမ့်တို့ကမွေးဖွားခဲ့တာဖြစ်ပါတယ်။ကလေးငယ်တွေမွေးဖွားရမှာမေလ10ရက်နေ့နေ့လယ်တနာရီလောက်မှာပထမဆုံးသားဦးလေးကိုမွေးဖွားခဲ့ပြီးအဲ့ဒီနေ့ည10:38မိနစ်တို့မှာတခြားသားငယ်တဦးနဲ့သမီးငယ်တဦးတို့ကိုထပ်မံဖွားမြင်ခဲ့တာပါ။ကလေးငယ်အမွာဘူး3ယောက်ကိုအာရခပြည်သူ့ကျန်းမာရေးဌာနကအောင်မြင်စွာဖွားမြင်ပေးခဲ့ပြီးလက်ရှိမှာမိခင်နဲ့ကလေး3ယောက်စလုံးကျန်းမာရေးကောင်းမွန်တယ်လို့မိသားစုဝင်တွေစီကနေသိရပါတယ်ရှင်။အခုလိုသုံးမဘူးမွေးဖွားတဲ့အတွက်ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကကလေးမိဘတွေကိုအားပေးစကားပြောကြားကထောက်ပံ့ငွေကျပ်10 သိန်းကိုပေးအပ်ခဲ့တယ်လို့သိရပါတယ်။